ဝေလငါးတွေဟာနို့တိုက်တတ္တဝါတွေဖြစ်ပေမဲ့ရေထဲမှာပဲတစ်သက်လုံးနေထိုင်ကြတာပါအကယ်၍သူတို့ရဲ့နှုတ်ရည်ဟာလူသားတွေဒါမှမဟုတ်နွားနို့လိုမျိုးအရေးကြဲကြဲသာဖြစ်နေမယ်ဆိုရင်ရေထဲကိုထွက်လာတာနဲ့ပျော်ဝင်သွားပြီးဝေလငါးကလေးတွေစီရောက်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဝေလငါးတွေမှာကုန်းနေတတ္တဝါတွေလိုမျိုးနှုတ်ဆို့ဖို့အတွက်ပြင်ပကိုထွက်နေတဲ့နှုတ်တီးကောင်းမရှိလို့ပါပဲရေအောက်ထဲမှာနှုတ်တိုက်ရတာဖြစ်တဲ့အတွက်နှုတ်ရည်တွေဟာပင်လယ်ရေထဲမှာပျော်ဝင်မသွားဖို့လိုအပ်ပါတယ်နှုတ်မှာအဆီဓာတ်90%ခန့်ပါဝင်နေတာကြောင့်ဝေလငါးပြာမကြီးတွေစီကထွက်တဲ့နှုတ်ဟာသွားတိုက်ဆေးလိုမျိုးအရန်ကိုပြင့်နှစ်နေတာပါဒီလိုပြင့်နှစ်နေမှုကြောင့်ဝေလငါးလေးတွေဟာမိခင်နှုတ်ကိုတောက်ယုံတင်မကပဲအစာခဲတစ်ခုလိုမျိုးဝါးစားတာဒါမှမဟုတ်ဓာတ်ရိုက်မျိုးချတာမျိုးလုပ်နိုင်ပါတယ်အဆီဓာတ်အရန်များတဲ့နှုတ်ကိုတောက်ရတဲ့အတွက်ဝေလငါးကလေးတွေဟာမယုံနိုင်စရာကောင်းလောက်အောင်မြန်မြန်ဆန်ဆန်ကြီးထွားလာကြတာပါဝေလငါးပြာကလေးတစ်ကောင်ဟာတစ်နေ့ကိုမိခင်နှုတ်ဂါလန်90ကန်225လီတာခန့်အထိတောက်သုံးပါတယ်အဲ့ဒီနှုတ်ရဲ့အာဟာရကြောင့်ဝေလငါးကလေးဟာတစ်နေ့ကို90ကီလိုဂရမ်ပေါင်200ခန့်နီးပါးကိုအလီချိန်တိုးလာပါတယ်နာယီနဲ့တွက်ချက်မယ်ဆိုရင်တစ်နာယီကို10ပေါင်လောက်အထိတောင်ဝါလာတာပါ